မြန်မာနိုင်ငံနေပြီးတော့ကြတော့မှ Higher National Diploma HND NCC Diploma အောင်မြင်ထားပြီးတော့ကြတော့မှကိုယ့်ရဲ့ Bachelor Degree ကိုစင်ကာပူမှာဆက်လက်တက်ရောက်ဖို့စဉ်းစားနေတဲ့အကြောင်းကျောင်းသားတွေအတွက် UK ဘွဲ Degree ကိုအချိန်8လဒါမှမဟုတ်ရင်9လပဲတက်ရောက်ပြီးတော့ကြတော့မှအမြန်ဆုံးရယူနိုင်မယ့်အကြောင်းဒီဗီဒီယိုထဲမှာပြောပြပေးချင်ပါတယ်။ HND NCC Diploma အောင်မြင်ထားပြီးပြီဆိုလို့ရှိရင်ကိုယ့်အနေနဲ့ Bachelor Degree ကိုဘယ်နိုင်ငံမှာဆက်ပြီးတော့ကြတော့မှတက်ရမလဲ။အချိန်နေရာရောဘယ်လောက်ပြန်ပြီးတော့ကြတော့မှကြာမလဲ။အင်္ဂလိပ်စာတွေရောပြန်လုပ်ရမလား။ဒီလိုမျိုးစိုးရိမ်နေတဲ့အကြောင်းကျောင်းသားတွေအတွက်နိုင်ငံတကာအတွေ့အကြုံများစွာကိုရယူနိုင်တဲ့စင်ကာပူနိုင်ငံမှာရှိတဲ့ Management Development Institute of Singapore MTIS ကျောင်းမှာပဲတက်ရောက်ပြီးတော့ကြတော့မှ UK ထိပ်တန်းတက္ကသိုလ်ရဲ့ဘွဲ Degree ကိုအချိန်တိုတွင်းမှာပဲတက်ရောက်ရယူနိုင်မှာဖြစ်ပါတယ်။အချိန်8လဒါမှမဟုတ်ရင်9လအတွင်းမှာပဲတက်ရောက်ပြီးတော့ကြတော့မှ UK ဘွဲ Degree ရဲ့ Final Year ကိုစီးပွားရေးဘွဲ Degree ဒါမှမဟုတ်ရင် IT Technology ဘွဲ Degree ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။အင်္ဂလိပ်စာအတွက်စိုးရိမ်နေတဲ့အကြောင်းကျောင်းသားတွေအနေနဲ့ IELTS အတွက်ကိုလည်းလုံးဝပြန်ပြီးတော့ကြတော့မှပြင်ဆင်စရာမလိုပါဘူး။ကျောင်းနေပြီးတော့ကြတော့မှထုတ်ပေးတဲ့ Median of Instruction MOI letter နဲ့ English requirement ကိုလျှောက်ထားနိုင်မှာဖြစ်တာကြောင့်မလို့အချိန်ကုန်လူပင်မှန်လုံးဝသက်သာစေမှာပဲဖြစ်ပါတယ်။2026ခုနှစ်အတွက်အနည်းဆုံးစက်တင်ဘာကျောင်းဖွင့်ချိန်ကိုလျှောက်ထားခြင်းတဲ့အကြောင်းကျောင်းသားတွေအနေနဲ့ကျောင်းလျှောက်ခ application fees 100% အထိ rebate ကိုလည်းရရှိနိုင်မှာဖြစ်တာကြောင့်မလို့ HND NCC အောင်မြင်ထားပြီးတဲ့ကျောင်းကျောင်းသားတွေအနေနဲ့ကိုယ့်ရဲ့မှာပညာရေးစာအစံအနေနဲ့အတူ Study Block Information Center ကိုလာရောက်ပြီးတော့ကြတော့မှ UK ဘွဲ Degree ကိုအချိန်တိုတွင်းမှာပဲအများဆုံးလျှောက်ထားလိုက်ပါ